ချင်းဒီဘက်ကရတယ်ဘာလို့ဆိုတော့နောက်ကနေတနှက်နဲ့ပြစ်လိုက်လို့ရှေ့ကိုကြာပြီးသားဖြစ်အောင်နော်အဲ့ဒီလိုကွန်မြူနစ်ငါကွန်မြူနစ်စနစ်ကိုမလိုက်နာရကောင်းလားဆိုပြီးတော့တတ်နေတာနော်3 တန်းလောက်လူစိတ်ကူးတွေနော်ကြောက်ဖို့ကောင်းတယ်ဟစ်တလာတို့ကဂျူးတွေကိုမုန်းလို့တတ်တာမှ6 တန်းလောက်ရှိတယ်ဟုတ်လားစတာလင်လက်ထက်လည်းရောက်တော့သူ့လိုတတ်တာတော့မဟုတ်ဘူးအဖိုးကြီးတွေအဖွားကြီးတွေကွန်မြူနစ်စနစ်မလိုက်နာဘူးသွားစိုက်ဘေးရီးယားဘယ်သူဟိုသွားဒီသွားနေတွေကိုနှင်လိုက်တာစင်ရင်လဲချုပ်တော့10 တန်းကျော်တယ်နော်လူတွေပေးရအဲ့တော့ငြိမ်းချမ်းခြင်းနဲ့ဆိုင်တဲ့ဂေါတမဗုဒ္ဓတို့လိုဟာလားမိဂရာဝန်တောမှာသူ idea တစ်ခု form လုပ်တော့ဓမ္မစကြာဟောတဲ့အားကြတော့လေဒီနေ့ကဘာသူကဘာသားတွေကိုဘလောက်ကျူးပြုလဲစဉ်းစားကြည့်တာနော်လူတယောက်စိတ်ကူးညံထုတ်နေဖို့ဟာအကောင်းထုတ်နိုင်ဖို့ဟာလူတိုင်းမှာလည်းတောင်းရှိတယ်လူအဖွဲ့အစည်းတိုင်းမှာလည်းတောင်းရှိတယ်နော်အဲ့တော့မကောင်းတာကတော့ထင်ရှားပါတယ်ကျွန်တော်တို့တောတွင်းမှာတော့ဟလာကို့အဖေကြီးကိုတစ်မှာချိုးနဲ့တုတ်တောင်မဲ့ဝင်းတုတ်စာအခေါင်းရှိတဲ့တုတ်နဲ့နော်ကို့အဖေကိုကွန်မြူနစ်စနစ်ကိုဟန်တာပြုတ်ရမှာလားဆိုပြီးတော့ဝင်းတုတ်နဲ့သားဖြစ်တဲ့ကောင်ကရိုက်တတ်တာနော် idea တစ်ခုအယူဆတစ်ခုမှားပြီးဟဲ့လွဲပြီးဟဲ့ဆိုရင်လေလောကကြီးကလူအဖွဲ့အစည်းကြီးကအယမ်းနာခေါင်းဆောင်တယောက်ကမှားပြီးဟဲ့ဆိုရင်လေအများကြီးကနာတာပဲနော်ဒါကြောင့်ကျွန်တော်တို့စိတ်ကူးကောင်းအယူအဆကောင်း ideology ကောင်းရှိဖို့လိုတယ်နော်ပုံမှန်အိုင်းစတိုင်းဆိုပါတော့ကျွန်တော်ကတော့မရောက်ဘူးသူ့အခန်းလေးကိုဓာတ်ပုံတွေပါရိုက်ပြထားတာကြည့်တော့အခန်းလေးကကျင်းလေးပါအဲ့အခန်းရဲ့ကလယ်မှာ4000ဇပွဲလေးရှိတယ်အဲ့ဒီပေါ်မှာစာရွက်အပြက်ကလေးတွေနဲ့ခဲရန်အတူလေးတင်ထားတယ်ညာဘက်နံရံမှာကတရောပြားလေးချိတ်ထားတယ်နျူတန်ရဲ့ဓာတ်ပုံလေးကတ်ဒီဘက်က red ကလေးပေါ်မှာစင်လေးပေါ်မှာယူဘဗေဒဂျာနယ်3လေးအုပ် Brandon ပေါ့ပြစ်တင်ထားအဲ့ဒီအခန်းကလေးကနေပြီးတော့သူစဉ်းစားနေတွက်ထုတ်နေတဲ့သူရတဲ့ equation ကဘာလဲဆိုရင် E equal to mc square E က energy စွမ်း M က mass ဓာတ်ထု C ကအလင်းအလျင်နဲ့တက်ကြဒါဟာအနုယူပုံကွဲတဲ့ equation ကြောက်ဖို့ကောင်းတယ်ဒီ idea ကလည်းနော်ဟီရိုရှီးမားနဲ့နာဂါဆာကီပေါ်မှာကြားတယ်အနုယူပုံဟာတကယ်တော့သီးသီးလေးနော်အဲ့တော့အကယ်၍များအိန္ဒိယမှာရှိတဲ့အနုယူပုံတွေအစ္စရေးမှာရှိတဲ့အနုယူပုံတွေအင်္ဂလန်အမေရိကဂျာမနီပြင်သစ်မှာရှိတဲ့အနုယူပုံတွေမြောက်ကိုရီးယားမှာရှိတဲ့အနုယူဘုံတွေအကယ်၍များကွဲကြမယ်ဆိုရင်ဘယ်သူလှုပ်ထားတဲ့ဟာလဲလူတွေလှုပ်ထားတာကွဲကြမယ်ဆိုရင်ခုနကြီးကျယ်ပါပြီဆိုတဲ့တောင်ကြီးတွေစိတ်မှာကွဲတယ်ကျယ်ပြန့်ပါပြီနဲ့ဆိုင်ပါပြီဆိုတဲ့ပင်လေခန်းချောက်သွားနော်ဒါဟာလူတွေရဲ့စိတ်ကူးကထွက်လာတယ်အယူဆတယ်နော်ပြီးတော့ကျွန်တော်ဆန္ဒကတော့ကျွန်တော်ဒီမှာရည်ရွယ်ပြီးပြောနေတာကတော့ကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေအလကားမနေကြပါနဲ့မိမိဘဝကိုဘယ်လိုတည်ဆောက်မလဲမိမိအတွက်ဘယ်လိုတည်ဆောက်မလဲမိမိဝန်းကျင်အတွက်ဘယ်လိုတည်ဆောက်တည်ဆောက်ကြည့်ပါဟာလာလောလောဆယ်ဆယ်ကလေးကျွန်တော်အခုပေးကျင်တာကတော့ဟာလာအချက်ကလေး5ချက်ပါဘာလဲဆိုတော့နံပါတ်1တရားတရားရှိပါတရားတရားနဲ့ကိုယ်ဝန်းကျင်ကလူလေးတွေကိုပြုပြင်ခြင်းနဲ့စိတ်ကလေးတွေမကောင်းတာလို့ရင်တဲ့ပေးခြင်းနဲ့စိတ်ကလေးတွေဒုက္ခရောက်နေရင်ကူညီခြင်းနဲ့စိတ်ကလေးတွေ
အဲ့စိတ်ကလေးကျွန်တော်တို့အဖွဲ့အစည်းမှာမွေးကြည့်သားမှာတနိုင်ကလေးနော်ကျွန်တော်တို့ကဘုန်းကြီးတွေသွားလှူလိုက်တာကျောင်းကြီးတွေဆောက်လိုက်တာလက်ကောက်တွေဖြုတ်ပြီးဟာလာစွန့်လွတ်လိုက်တာဒါပေမဲ့ရက်ွက်ထဲကစာမတက်တဲ့ကလေးကြတော့ကျောင်းမထားခြင်းထားကြတော့မကြည့်ခြင်းအဲ့တော့ကျွန်တော်ပြောချင်တာတနိုင်ကလေးကိုယ်ဝန်းကျင်ကလေးကိုတရားတရားလေးနဲ့ဘာလေးများလုပ်ပြရမလဲငါဘာလေးလုပ်ပြီးနိုင်တယ်လဲဆိုတာလေးလေ့ကျင့်ကြည့်သားအဲ့ဒီလူဟာဘာသာတရားအရာပြောမယ်ဆိုရင်တရားတရားရှိတဲ့သူရဲ့ကိုယ်ကြီးကိုယ်သွေးဟာနှစ်လို့ပဲရှိပါတင့်တယ်ပါအာကိုခြင်းစပွဲဖြစ်တယ်ပင်ကိုကလှပတဲ့သူဆိုရင်တော့စူဝရမရှိဘူးအယုဇအကြီးတန်းနေတဲ့လူပင်ဖြစ်ပါစေတရားတရားရှိတဲ့လူဆိုရင်တင့်တယ်ပါအာကိုခြင်းစပွဲဖြစ်တယ်ဒီတော့နံပါတ်1တင့်တယ်တဲ့သူကလေးတင့်တယ်တဲ့သူဖြစ်အောင်ကြိုးစားကြည့်ကြမ်းဒါပါနဲ့တယောက်ကတယောက်ကိုလေးစားစမ်းပါဟာလာအခုလူငယ်တွေကလူကြီးကိုလေးစားကြိုက်တယ်သူတို့ဒါပေမဲ့လူကြီးကလူငယ်ကိုလေးစားသလားဆိုတော့သူတို့ကြတော့တစ်မျိုးသူတို့ခိုင်းနေတဲ့အခါကျတော့မင်းတို့ကကွာငယ်တော့ရောတော့တန်တို့မြန်တော့ကြမ်းပါတော့မင်းတို့မလုပ်လို့ဘယ်ဖြစ်မလဲလုံးဝပေါ့နော်သူတို့ကိုနေရာပေးစရာရှိတဲ့အခါကျတော့လူကြီးတွေကပါပြောတယ်မင်းတို့ကငယ်သေးတယ်နော်အတွေ့အကြုံမရှိသေးဘူးတို့လို့နော်အပြန်လာ respect မရှိဘူးအပေါ်နဲ့အောက်သားနဲ့အမိဘယ်သူပဲဖြစ်ဖြစ်တယောက်ကတယောက်ကိုလေးစားအဲ့ဒါကျွန်တော်တို့ဟိရိဩတ္တပပုဂ္ဂိုလ်ဖွင့်ရင်ဟိရိဆိုတာကကိုလေးစားအပ်တဲ့သူဖြစ်အောင်ကြိုးစားဩတ္တပကသူများကိုလည်းလေးစားငါကလီကောကောင်မဟုတ်ဘူးငါကိုငါတန်ဖိုးရှိအောင်နေမယ်ဆိုတာကိုလေးစားတာကိုလေးစားနေတဲ့သူဟာသူများကိုလည်းလေးစားနော်အဲ့တော့မိမိကိုလည်းလေးစားတယ်အများကိုလည်းလေးစားတယ်ဆိုရင်သူ့မှာလောလောဆယ်ရလာတဲ့အကျိုးကဘာလဲဆိုရင်သူပြောသမျှစကားဟာတည်တယ်ဒါလုံးမဲ့ကွာဆိုရင်နောက်ကလူတွေကလည်းလိုက်လို့ခေါင်းဆောင်ဖြစ်တဲ့သူမှာအဲ့ဒီလိုသာဆိုရင်သူ့ရဲ့အာဏာဟာဘာဖြစ်မှာပဲလဲအာဏာတည်မယ်သူကလည်းအောက်ကို respect မရှိဘူးအောက်ကလည်းသူ respect မရှိဘူးဆိုရင်သူဘလောက်ခိုင်ဝိုင်းပြီးတော့ညာနေပါပဲဝိုင်းပြီးလိန်နေပါပဲနော်ဘာသာရင်လိုက်ရောရင်လိုက်နဲ့နော်အဲ့ဒီလိုကြီးပဲဖြစ်နေပါဒါမှမဟုတ်ဒုတိယအချက်မိမိကိုယ်လည်းလေးစားပါအများကိုလည်းလေးစားကြည့်စမ်းလောကမှာအောင်မြင်ပါပဲနံပါတ်3အချိန်ခါကိုသိဖို့လို့တိုင်မင်ပေါ့မိမိဘဝမှာလည်းဒီလိုပဲငါနောက်တစ်နှစ်မှာဘာဖြစ်ရမယ်နောက်9နှစ်ကျရင်ငါဘာဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရည်မှန်းချက်နဲ့ planning ရှိရတိုင်းပြည်မှာလည်းဒီတိုင်းပဲကောင်းမွန်တဲ့ပညာရေးမှာ planning ကောင်းမွန်တဲ့စီးပွားရေးမှာ planning ရှိမယ်လုပ်တတ်မယ်ဆိုရင်ဒါအောင်မြင်တိုးတက်တယ်နော်ဒါမှမဟုတ်အချိန်ကာလကိုတတိထားဟုတ်လားဘာသာတရားအနေနဲ့ပြောမယ်ဆိုရင်အချိန်ကာလကိုလေးစားပြီးလုပ်တဲ့သူတွေဟာတဲ့ငယ်တဲ့အချိန်မှာရောရွယ်တဲ့အချိန်မှာရောဆိုချင်တာကတော့အရွယ်3ပါးမှာဟုတ်လားအိုဒီအထိအဲ့ဒီလိုဟာဆင်းရဲမွဲတေတာတို့ကလိမ့်ကလေးဘဝမှာကြာရှုံးတာတို့မရှိအရွယ်3ပါးလုံးအဆင်ပြေတယ်နောက်နံပါတ်4ဘာလဲဆိုတော့တစ်ဖက်သားကိုအသုံးချပစ္စည်းအနေနဲ့မမြင်ပါနဲ့ Don't consider the others as means တစ်ဖက်သားကိုငါဒါလေးပေးလိုက်တဲ့အတွက်သူရှိကငါဘာပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်ဘယ်တော့မှမထားပါအဲ့ဒါကျွန်တော်တို့ကအကျင့်ပါနေငါတို့ကတော့ကွာကုလဲရတာဟမ်သူ့ဘက်ကြတော့ပြန်ဆောင်တော့လက်မကြည့်ဘူးနော်ကျွန်တော်တို့ကအမြင်အကျိုးမျှော်ပြီးတော့ကုညီလေးရိုင်းပင်းလေးရှိအဲ့ဒီအကျင့်ကိုကျွန်တော်တို့ဖြောက်ကြပါစို့
ကူလိုက်ပါဘာမှမမျှော်လင့်ပါနဲ့အဲ့လိုလူမျိုးဟာနေရာတကာမှာစိတ်ချမ်းသာမှုဖြည့်ဆည်းမှုရတယ်နောက်မို့ဆိုရင်တွေးတွေးနဲ့နောင်တတွေနဲ့ဘယ်တော့မှစိတ်ချမ်းသာနောက်နံပါတ်5ထိခိုက်ပါဘာလို့လဲဟာလားကိုကုသိုလ်ကောင်းမှုပြုတာတောင်သူတစ်ပါးကိုမထိခိုက်ပါမတခါတဲ့ကိုရင်တဲ့အလူခံခမည်း1000ထဲုံနဲ့ဘယ်ရမလဲ2000ထဲသူတရားတရားမရှိတာကြီးကိုတင်းကြည့်နော်ထိထိခိုက်ခိုက်ဟာလားဘုန်းကြီးတွေတော့ကျွေးတာပဲတတ်လိုက်တဲ့ဝက်တွေကြက်တွေဟာလားသရဝါတွေထိခိုက်တာမျိုးအဲ့ဒီလိုမလုပ်ပါနဲ့နော်ငါးချက်သေးပါစမ်းသက်ကြည့်စမ်းသူတစ်ပါးကိုထိခိုက်ပြီးပြောထိခိုက်ပြီးပြုတာနဲ့ရှောင်ပြီးတော့အလုတ်လုတ်တတ်တဲ့ဇိတ်ဝါဒနာလေးရှိပြီဆိုရင်တဲ့သူဟာရန်သူမျိုး5ပါးကနေပြီးတော့ကင်းဝေးပါတယ်နော်ယုံမြင်လဲယုံမှာနော်ကြိုးစားကြည့်သမ်းပါကဲကိုယ်တိုင်လည်းထိုးပြီအဲ့တော့အားလုံးကိုပြန်ကြည့်ရဟာလားသူတစ်ပါးကိုမထိခိုက်နဲ့ဆိုတဲ့နေရာမှာကျွန်တော်ဗုဒ္ဓဘာသာကဥပမာလေးတစ်ခုပေးချင်ပါတယ်။ဘာလဲဆိုတော့ပန်းငင်းကြီးတစ်ခုစီကိုတဲ့ပြားပရုံးကြီးအုံနဲ့ကျင်းတဲ့ပြန်လာတဲ့အခါအဲ့ဒီဥယျာဉ်မှုကထိတ်လန့်သွားဟာပြားတွေပရုံးတွေဒီလောက်အုံနဲ့ကျင်းတယ်လာလို့ရှိရင်ငါပန်းနေတော့ပျက်စီးတော့မှာပဲနော်ဒါပေမဲ့အဲ့လိုမဟုတ်အဲ့ဒီပြားပရုံးတွေကြောင့်ပဲဝုံမုံတွေကူးပြီးတော့ပန်းခင်းကြီးလှတော့ပါပွင့်ပန်းခင်းကြီးလှတော့ပါပွင့်တယ်လို့သူတို့လိုချင်တဲ့ဝိရည်တွေလည်းရတယ်နှစ်ဦးနှစ်ဖက်ကျိုးရှိအဲ့တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဟာလားအစင်အကျဉ်ရှိမယ်ဉာဏ်ရှိမယ်အလိုလောဘတွေကနေကင်းတဲ့အပိပညာမျိုးရှိမယ်ဆိုရင်ဟုတ်လားဘယ်သူ့ကိုမှမထိခိုက်ဖဲနဲ့အောင်အောင်ရင်ရှိနိုင်ပါ